ကျွန်တော်အတွက်ကိုပေါ့နော်ဥပမာတွေအများကြီးကျွန်တော်ပေးသွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီပေါ့နော်ဘဝမှာတဲ့အချမ်းသာဆုံးစည်ရင်းဝင်တဲ့ဒီဖျဲသီးပိုင်ရှင်ပေါ့နော်ဒါဖျဲသီးပိုင်ရှင်ဘာနီဆိုတဲ့တယောက်ကသူ့ရဲ့ဘဝမှာဘလို့မျိုးသူချမ်းသာတာနဲ့သူနေထိုင်ခဲ့ရတယ်ဆိုတဲ့ဟာလေးကိုတေချာလေးကိုသူ့ကိုဒါတားဖနှစ်ယောက်ကိုသူတေချာလေးဒါဥပမာပေးသွားတယ်လို့ကျွန်တော်မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာတဲ့ပတ်စံနေဘလောက်ပဲရှာရှာပြီးွားရဲ့ခါကြလို့ရှိရင်ပတ်စံနေဘလောက်ပဲရှိရှိအချိန်နေများပြီးတော့မအိပ်မနာပတ်စံနေရှာနိုင်ပြီးတော့အခုလိုမျိုးဒါဖျဲသီးစိတ်လေးကိုတော့ကျွန်တော်တို့စိတ်ပြေတပြေအေးဆေးဆေးလေးမစားနိုင်တဲ့ဒါပုံကိုယ်တွေကသူတို့နိုင်ငံတွေမှာသူတို့တိုင်းပြည်တွေမှာရှိပါတယ်ဆိုတဲ့ပုံစံမျိုးကိုဒါဥပမာပေးပြီးတော့ဒါရှင်းပြသွားတာဒီပေါ့နော်အဲ့လိုမျိုးပါပဲတဲ့ချမ်းသာတယ်မချမ်းသာဘူးဆိုတဲ့ဟာစိတ်တဲ့ပုံမှာလည်းအများကြီးမူတည်တယ်လို့လည်းပြောလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီလက်ရှိပတ်ဝန်းကျင်မှာလည်းပေါ့နော်ကျွန်တော်တို့ဒီပေါ့နော်နေထိုင်ရတဲ့ဒီနယ်ပယ်အသီးသီးတွေမှာတချို့ကကြတော့လေအရန်ချမ်းသာနေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့လည်းပျော်ကြီးနေနိုင်ကြတယ်ပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လေတနာဥစ္စာကျွယ်ဝပြီးတော့မကျွယ်ဝပြီမဲ့လေကျွယ်ဝတဲ့သူတွေညီးသူဥပမာကနေတင်စားခဲ့တာပေါ့နော်အဲ့လိုမျိုးဆိုတော့အဓိကအချက်ကတော့ကျွန်တော်အကြိုက်ဆုံးအချက်လေးကကြတော့ဘာလဲဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တားဖနှစ်ယောက်ကိုဒါဖျဲသီးပိုင်ရှင်ပေါ့နော်အတီးတစ်တီးဝန်လံပိုင်ရှင်တထေးတစ်ယောက်ကသူတို့တငယ်ချင်းနှစ်ယောက်ကိုသူ့ရဲ့တငယ်ချင်းကိုခေါ်လိုက်တယ်သူ့တငယ်ချင်းကိုခေါ်လိုက်တဲ့ခါကျတော့သူ့ရဲ့သားပါလိုက်သွားတာပေါ့အဲ့ဒီခါကျတော့မှဖျဲသီးကိုအကောင်းဆုံးအသီးတွေကိုပဲသူတို့ကဒီသူတို့ရဲ့ဒီနေရာလေးမှာဖျဲသီးကိုခွဲစားကြတယ်အဲ့လိုခွဲစားကြတဲ့အချိန်မှာမှဒါသူကတော့ခလေးစိတ်နဲ့ပေါ့နော်သူ့အဖေရဲ့တငယ်ချင်းကိုသူကကြည့်မိလိုက်မယ်နဲ့တူပါတယ်အဲ့ဒီခါကျတော့သူကအဲ့လိုကြည့်မိတဲ့အချိန်မှာမှဒီဖျဲသီးစိတ်ကိုသူစားရတဲ့အချိန်မှာသူ့အဖေကသူ့ရဲ့ဒီတငယ်ချင်းကအရန်ချမ်းသာတယ်ဆိုတဲ့စကားကိုသူကတိတ်ပြီးတော့မယုံကြည်ခဲ့ဘူးပေါ့နော်ဘာကိုပြောတာလဲပေါ့နော်အဖေကသူ့တငယ်ချင်းအပေါ်ကိုဘာရည်ရွယ်ချက်ကိုပြောတာလဲသူ့တငယ်ချင်းကဒီလိုမျိုးတိတိဝလံပိုင်ရှင်နေဖြစ်နေလို့လားနောက်ဖျဲသီးဒိုင်ဖြစ်နေလို့လားဥပမာပေါ့နော်နောက်ွယ်မှာရှိနေတဲ့စီးပွားရေးလုပ်ငန်းတွေကြောင့်အချမ်းသာတယ်ဆိုတဲ့စကားလုံးကိုသူကပြောတာလားဆိုတဲ့ဟာကိုသူ့အဖေကိုသူကဒီပေါ့နော်ပေါ့အဲ့လိုမတွေးမိဘူးပေါ့ဒါပေမဲ့သူတနေ့မှာသူအလုပ်တွေပုံမှန်လုပ်နေတဲ့အချိန်မှာဒီဖျဲသီးစိတ်ကိုစားခဲ့တဲ့သူ့အဖေရဲ့တငယ်ချင်းအကြောင်းကိုသူတွေးမိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာတဲ့သူ့အဖေရဲ့တငယ်ချင်းဆိုလို့ရှိရင်အရန်ကိုဒါဥပမာအရာဆိုလို့ရှိရင်ပတ်စံအရန်ချမ်းသာတဲ့ဒါအတိုင်းဝိုင်းထဲမှာရှိနေတဲ့တတိတယောက်ပေါ့နော်။အဲ့လိုတတိတယောက်ကသူတို့ပေါ့နော်ရောက်နေတဲ့အချိန်မှာသူတို့အဖေနဲ့သူနဲ့သွားလေတဲ့အချိန်မှာဒီဖျဲသီးစိတ်ကိုလည်းအချိန်လေး10မိနစ်ပဲဖြစ်ဖြစ်15မိနစ်ပဲဖြစ်ဖြစ်အဲ့ဒီအချိန်လေးအပိုင်းကိုသူအကောင်းဆုံးဖြစ်အောင်သူဖျဲသီးကိုစားတယ်ဖျဲသီးကိုစားပြီးတဲ့အချိန်မှာနောက်ထပ်ဖျဲသီးတစ်လုံးကိုစားတဲ့အခါကျတော့သူ့ရဲ့ဒီပေါ့နော်တနေကုန်တစ်နှစ်ပတ်လုံးတစ်လလုံးသူအလုပ်တွေစူးစမ်းခဲ့ပြီးတော့သူ့ရဲ့ဘဝမှာလက်ရှိအချမ်းသာဆုံးစည်ရင်းဝင်ခဲ့တဲ့အချိန်မှာတော့အခုလိုလက်ရှိအတိုင်းတာလေးအတွင်းမှာသူဖျဲသီးစိတ်ကိုအေးချမ်းနဲ့စိမ်ပြေတပြေဘာအပူပင်မှမရှိပဲစားနိုင်တဲ့အချိန်အတိုင်းတာလေးကသူ့ရဲ့ချမ်းသာမှုကိုပြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဓိကကတော့ဘဝမှာဘာတွေပဲဘလို့ပဲချမ်းသာစိတ်ချမ်းသာမှုကအဓိကကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ရဲ့ဒီပေါ့နော်နီးကုံချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဖတ်ခဲ့တဲ့ဆရာဖေမြင့်ရဲ့နှလုံးသားအာဟာရစာအုပ်ထဲကနေကျွန်တော်အကြိုက်ဆုံးဒီစာသားလေးဆိုလို့ရှိရင်တော့ကျွန်တော်ဘာကိုပြောရမလဲဆိုတော့ဒီပေါ့နော်ကျွန်တော်တို့တွေဟာတဲ့အချိန်လေးကြံနေသေးတဲ့အချိန်တွေကျွန်တော်တို့လက်ရှိနေတဲ့အသက်အရွယ်ကနေကျွန်တော်တို့ကြံနေသေးတဲ့အချိန်တွေကိုမေ့နေတတ်ကြတယ်ချမ်းသာပျော်ရွှင်မှုစိတ်ကြည်နူးမှုကိုဖျက်ဆီးနေစေနေ့စဉ်ဘဝတွေမှာကျွန်တော်တို့တွေကဒီရှာဖွေခံစားမှုတွေသူတစ်ပါးတွေရဲ့လောက်ကင်ဆောင်ရွက်မှုတွေကိုအထားမြောက်မှုတွေအောင်မြင်မှုတွေကိုကျွန်တော်တို့ရဲ့တန့်စင်တဲ့စိတ်တွေနဲ့ကျွန်တော်တို့ရှုမြင်ခံစားပြီးတော့ကျွန်တော်တို့မူတည်တာပွားဖို့စတာတွေပေါ့နော်အဲ့ဒါတွေကဒါကျွန်တော်တို့ဒီမူတည်တာပွားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကတကယ်ချမ်းသာတဲ့လူတွေရောက်ဖြစ်တယ်ဆိုတဲ့ဟာလေးကိုစိတ်သက်ခွန်အားပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရတဲ့ပရိသတ်ကြီးအားလုံးလည်းကျွန်တော်အခုဖတ်ပြပေးခဲ့တဲ့ဒီ
စာပိုက်လေးပေါ့နော်စာပိုက်လေးကိုလည်းချရတဲ့ပရိသတ်တွေအားလုံးလည်းဘ ഹു တုသားနဲ့ကြိုက်နှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်မိပါတယ်နောက်ထပ်အစီအစဉ်တွေမှာလည်းကျွန်တော်ထပ်မံပြီးတော့အဓိပ္ပာယ်ရှိတဲ့စကားလုံးတွေကျွန်တော်အရန်ကြိုက်ရတဲ့ဒီပေါ့နော်စာပိုက်လေးတွေကိုကျွန်တော်ချရတဲ့ပရိသတ်တွေကိုအခုလိုမျိုးပဲဒါမျှဝေပေးမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ